ကလာကြိုက်မိမတွေအထုတတိထားမဲ့အချက်အလက်တွေပေါ့ကလာကြိုက်မိမတွေအထူးလေးစားလိုက်နာမဲ့ဥပဒေပေါ့ကျတို့မြန်မာနိုင်ငံမှာကလာကြိုက်မိမတွေရှိတယ်ကလာကြိုက်မိမတွေကလာတွေမှာကြိုက်တယ်ဆိုတော့မိမတွေရှိတယ်အဲ့တော့စကားပုံတော့ရှိတော့ပေါ့ကရင်စီးပြီးသားဖက်နဲ့လို့ကလာယူပြီးသားမိမလို့ပြန်မသုံးလို့မရတော့ထိုးဖောက်လို့မရတော့ဒါတော့တကန်တော့ပေါ့အဲ့တော့ကလကြိုက်မိန်းမတွေရှိကလကြိုက်မိန်းမတွေအထူးတတိထားလေးစားလိုက်နာမယ်ဥပဒေကတော့မျိုးဆောင်ဥပဒေပဲနော်ဘာသာကြားတွေအခြားဘာသာကြားဆိုတဲ့နေရာမှာကျုပ်တို့မြန်မာနိုင်ငံမှာကကလာကြိုက်တဲ့သူတော်တော်များတယ်ကလာကြိုက်တဲ့မိန်းမတွေတော်တော်များတယ်ဟိန္ဒူကိုကြိုက်တဲ့လူနည်းတယ်ခရစ်ယာန်ကိုကြိုက်တဲ့လူနည်းတယ်နော်ကလကြိုက်တွေများတယ်အဲ့တော့ကလကြိုက်မျိုးသမီးမှာအထူးတတိထားမှာကတော့နံပါတ်1ကလားကိုကြိုက်လို့ကလားကိုယူပြီးဆိုလို့ရှိရင်နံပါတ်1လက်ထပ်ထိမ်းမြခြင်းဆိုင်ရာဥပဒေလက်ထပ်ထိမ်းမြပြီးတော့စနစ်တကျမျိုးဆောင်ဥပဒေနဲ့လျော်ညီသောကိုက်ညီသောနော်လှုပ်ဆောင်ချက်တွေနဲ့လက်ထပ်ပြီးတော့ယူရမယ်စီမင်းစည်းကမ်းဥပဒေကိုလေးစားလိုက်နာရမယ်နံပါတ်2အချက်ယူပြီးသွားပြီဆိုလို့ရှိရင်ဘာသာပြောင်းခြင်းတယ်ဘာသာကြောင့်ပြောင်းခြင်းတယ်ဆိုရင်မိမိအလိုဆန္ဒလျောက်ပြောင်းလို့ရတယ်တစ်ဖက်ကဖိအားပေးပြောင်းလဲလို့မရဘူးဒါကိုကလည်းကြိုက်မိမတွေသိထားရမယ်ဒီနေရာမှာမိဘာသာကူးပြောင်းတော့မယ်ဆိုလို့ရှိရင်ဘာသာကူးပြောင်းရေးဆိုင်ရာဥပဒေရဲ့စီမင်းစည်းကမ်းနေဥပဒေနော်ဥပဒေတွေကိုလေးစားလိုက်နာပြီးတော့ဒါဘာသာပြောင်းရမယ်အလိုလောလေးတကူငါပြောင်းခြင်းပါတယ်လို့ပြောင်းလို့မရဘူးနော်မကုန်ဒီရအဖွဲ့တွေကိုတွားပြီးတော့ရှောက်လော်တွေတင်သက်သေခံကတ်တွေယူပြီးတော့မှတရားဝင်ပြောင်းလို့ရမှာဒါကိုကလည်းကြိုက်မိမတွေသိထားရမယ်ကလကြိုင်မိမတွေသိထားရမယ်နော်အဲ့တော့လူကြီးထိန်းကြီးဆိုင်ရာဥပဒေဆိုတာကလည်းပဲဒီနေရာထဲမှာပါသွားပြီမွေးဖွားလာတဲ့ကလေးတွေဘယ်ဘာသာကိုယူမှလဲဗုဒ္ဓဘာသာကိုယူခွင့်ရှိတယ်အစ္စလာမ်ဘာသာကိုယူခွင့်ရှိတယ်ခရစ်ယာန်ဘာသာကိုယူခွင့်ရှိတယ်တိတိယူခွင့်ရှိတယ်တရားပေးပြီးတော့ယူခိုင်းလို့မရဘူးဒီဥပဒေနဲ့လျော်ညီစွာလိုက်နာကျင့်သုံးရမှာအဲ့တော့ကလကြိုင်မိမတွေအထူးသတိထားမဲ့မျိုးဆောင်ဥပဒေ၄ရပ်ဒီမျိုးဆောင်ဥပဒေ၄ရပ်ဘာကြောင့်ပေါ်လာလဲဆိုတော့ကလကြိုင်မိမတွေအတွက်နော်အထူးစီမံဖော်ထားတဲ့စေတခွက်ပါပဲနော်ကလကြိုင်မိမတွေအတွက်အထူးစီမံဖော်ထားတဲ့စေတခွက်နော်အခုမြင့်ဒေသအချက်လက်တွေကိုခင်ဗျားတို့ပြန်ကြည့်လိုက်ကလားကိုကြိုက်တဲ့လူများတယ်ခရစ်ယာန်ကိုကြိုက်တဲ့လူနည်းတယ်ဟိန္ဒူကိုကြိုက်တဲ့လူနည်းတယ်ဒီရင်ရန်ပတ်သက်ပြီးတော့လူချင်းဝါမျိုးတယ်ဆိုတာဒီနေရာတွေကစတာပဲလူချင်းဝါမျိုးတယ်ဆိုတာဒီနေရာစတာပဲနော်ဒီနေရာစတာပဲဒါကြောင့်မလို့အထူး